အားလုံးမင်္ဂလာပါဒီနေ့မြန်မာသမိုင်းအကြောင်းနည်းနည်းပြောအောင်မြန်မာသမိုင်းအကြောင်းမပြောခင်မှာကျွန်တော်တို့မြန်မာတွေရဲ့အထွတ်မြတ်ထားရာရွှေတကုံဖရာကြီးဆိုတာကကျွန်တော်လူတိုင်းမြန်မာလူမျိုးတိုင်းရဲ့အထွတ်မြတ်ထားရာစေတုစုဖြစ်တယ်နော်အဲကြောင့်ကျွန်တော်နိုင်ငံတကာမှာဆိုရင်လည်းမြန်မာတွေကိုရွှေမြန်မာလို့ခေါ်ကြတယ်ဘာလို့လဲဆိုတော့ကျွန်တော်ရွှေဖရာကြီးအထွတ်မြတ်ထားပြီးတော့အားလုံးကရွှေမြန်မာလို့ခေါ်ကြတာပါဗျာအဲ့တော့နိုင်ငံတကာမှာကျွန်တော်ရွှေမြန်မာတွေကလည်းအခုနိုင်ငံတကာမှာရောက်နေကြပြီနော်မြန်မာသမိုင်းအကြောင်းပြောရင်လူတိုင်းကပကံဆိုတာကိုသိကြတယ်ပကံဆိုတာကအရန်လှပတဲ့ရှုခင်းတွေနဲ့အရန်တက်ပွဲကောင်းတဲ့အဲ့ဒါလှပတဲ့ရှုခင်းတွေနဲ့ပြည့်နေနေတဲ့ပကံကြီးကြီးပေါ့ဗျာအဲ့တော့ပကံဆိုတဲ့နေရာကိုလူတိုင်းကသိကြတယ်အခုအဲ့တော့ပကံကိုကျွန်တော်မြန်မာရဲ့အစလားဆိုတော့လည်းမဟုတ်သေးဘူးအဲ့တော့မြန်မာရဲ့အဲ့ပကံဆိုတာကပကံကိုပြန်လေ့လာရခါကျတော့ပကံမှာပထမပကံဒုတိယပကံတတိယပကံစတုတ္ထပကံဆိုပြီးတော့ပကံ40ရှိတယ်အဲ့တော့ပထမပကံကိုတည်ထောင်ခဲ့တာတဖုတ်တတိဒုတိယပကံကိုတည်ထောင်ခဲ့တာကသေလေကြောင်မင်းတတိယပကံကတိုက်တန်စတုတ္ထပကံကပြေများမင်းအဲ့တော့အနော်ရထာမင်းလို့လူတွေကပကံကိုတည်ထောင်ခဲ့တာအနော်ရထာမင်းလို့ထင်ကြတယ်တကယ်တော့အနော်ရထာမင်းဆိုတာအဲ့ပြေများမင်းလက်ထက်ပြီးတော့မှ၄ချိန်မြောက်မှာဖြစ်လာခဲ့တဲ့အနော်ရထာမင်း၄ချိန်မြောက်မှာဖြစ်လာတာအဲ့တော့ပကံမင်းဆက်အဲ့အနော်ရထာမင်းရဲ့အရှိမပကံမင်းဆက်40ဆက်ရှိ40ဆက်ရပကံက42ကြိမ်မြောက်မှာဒီအနော်ရထာမင်းကပကံမှာမင်းဖြစ်တာဟုတ်လားအဲ့တော့ပကံအဲ့အနော်ရထာမင်းပြီးသွားရင်လည်းပကံမှာနောက်ထပ်မင်းက73ဆက်လောက်ရှိသေးတယ်73ဆက်လောက်ရှိသေးပါဘောပကံကမင်း50ရှိခဲ့တော့အဲ့နောက်မှာအင်းဝါတို့ကုန်းပေါင်တို့ဖြစ်လာခဲ့တာဟုတ်ပြီလားအဲ့တော့ဒါကပကံပြီးသွားရင်ပကံရဲ့အရှိကိုလေ့လာကြည့်ပကံအစရလားဆိုမဟုတ်သေးဘူးအဲ့တော့ပကံရဲ့အရှိကိုလေ့လာကြည့်ပကံရဲ့အရှိမှာလေ့လာလိုက်တော့တရေခက်တရားမှာကျတော့မင်း26ရှိတယ်တရေခက်တရားမှာတရေခက်တရားမှာမြန်မာစလာလားဆိုတော့လည်းမဟုတ်ပြန်ဘူးအဲ့တော့အရှိကိုထပ်လေ့လာကြည့်အဲ့တော့အရှိကိုဆက်လေ့လာလိုက်တော့ဖြစ်လဲဆိုတော့ကျွန်တော်တကောင်းတော့တူတယ်တကောင်းကြတော့50ရှိတယ်ပြင်50အဲ့ဒီမှာတကောင်းပြီး50မှာတကောင်းမှာလည်းပထမတကောင်းဒုတိယတကောင်းတတိယတကောင်းရှိတယ်တတိယတကောင်းကကြတော့အနော်ရထာမင်းတည်ထောင်ခဲ့တာဖြစ်တယ်ဟုတ်လားအဲ့တော့တကောင်းဆိုတော့အခါကျတော့တကောင်းအကြောင်းတကောင်းမျိုးထဲမှာတေချာသူ့ရဲ့တကောင်းရဆိုတေချာလေးလာကြည့်လိုက်အမှတာဂီနွယ်ဝင်ဆိုတာတွေရှိတယ်ဒါကဖရားရဲ့မျိုးနွယ်တွေဖရားတိုင်ကလေးကရှိခဲ့တာအဲ့ဒါဖရားဆိုတာမဘောကလေးကရှိလာခဲ့တဲ့အနွယ်ဝင်တွေဖြစ်တယ်အဲ့တော့တကောင်းမျိုးဆိုတာအဲ့မှာလည်းတည်ဆောက်ခဲ့တာဖြစ်တယ်အဲ့တော့တကောင်းမှာပဲမြန်မာစတာလားဆိုတော့ပြန်လေ့လာကြည့်တော့မဟုတ်သေးဘူးတကောင်းရဲ့အရှိမရှိသေးတယ်အဲ့တော့တကောင်းရဲ့အရှိကိုကျွန်တော်ပြန်သွားလိုက်တဲ့ခါကျဘာသွားတွေ့ရလဲဟန်လင်းကိုသွားတွေ့တယ်ဟုတ်ပြီဟန်လင်းမှာကျတော့မင်းဆက်999ဆက်လို့ပြောတယ်ဟာလားပြောတယ်ဟန်လင်းကမင်းဆက်999ဆက်ရှိတယ်အဲ့တော့ကျွန်တော်မြန်မာဆိုတာကမင်းဆက်ပေါင်း1000ကျော်ပြီတကယ်တမ်းလေ့လာကြည့်လိုက်တော့မင်းဆက်ပေါင်း1000ကျော်ရှိတယ်အဲ့ဒါမင်းဆက်ပေါင်း1000ကျော်ဆိုကြတဲ့ကိုကကျွန်တော်တို့မြန်မာရဲ့ဖြစ်တည်မှုကိုနှစ်အရေးတက်မယ်ဆိုရင်1000ဝန်းကျင်ရှိတယ်ဟုတ်လား1000ဝန်းကျင်ရှိတယ်မြန်မာရဲ့နှစ်အရေးတက်ကအဲ့တော့ကျွန်တော်တို့အမေရိကန်ဆိုတာကပြန်တွက်ကြည့်လိုက်တော့အမေရိကန်ဆိုတာကနှစ်ပေါင်း300ဝန်းကျင်လောက်ပဲရှိသေးတာโอเคအဲ့တော့ Donald Trump ဆိုတာက48ကြိမ်မြောက်သမ္မတဖြစ်တယ်အဲ့တော့ဒီအမေရိကမှာ48ကြိမ်မြောက်သမ္မတဆိုတော့အမေရိကဆိုတာဖြစ်ပါလာတာနှစ်ပေါင်း300ဝန်းကျင်ပဲရှိသေးတယ်အဲ့ဒါနှစ်ပေါင်း300ဝန်းကျင်ပဲရှိသေးတယ်အဲ့တော့ Donald Trump ဆိုတာကလည်းအမေရိကမှာ2ကြိမ်မြောက်ဖြစ်တော့ဘယင်ဖြစ်တယ်ဒါဒုတိယတစ်ချိန်မြောက်ဘယင်သမ္မတဖြစ်တာပေါ့နော်ပြီးတော့သူ့အရှိမ2ကြိမ်မြောက်ဖြစ်တဲ့သမ္မတတစ်ယောက်ရှိတယ်အဲ့တော့ဒီ2ကြိမ်ဖြစ်တဲ့သမ္မတက2ယောက်ရှိတဲ့အတွက်ကြောင့်ဒီအမေရိကမှာသမ္မတက50နဲ့45ယောက်ပဲရှိသေးတယ်45ယောက်သူက47ကြိမ်မြောက်သမ္မတဖြစ်တာဆိုတော့ Donald Trump ကဟုတ်နော်တကယ်တော့ဘယင်က45ယောက်ပဲရှိသေးတယ်သမ္မတ45ယောက်ပေါ့အဲ့လောက်ဆိုရင်ကျွန်တော်တို့မြန်မာသမိုင်းနဲ့ပတ်သက်လို့တော်တော်လေးတော့ဆိုလို့သိလောက်မထင်တာပဲအဲ့ဒါမြန်မာဒီအဲ့ဒီလိုမျိုးအဆက်ဆက်ရှိလာခဲ့တဲ့ကျွန်တော်မြန်မာကနှစ်ပေါင်း1000ဝန်းကျင်ရှိခဲ့အဲ့ဒါအဆက်ဆက်ဘယင်အဆက်ဆက်အုပ်ချုပ်လာခဲ့တာဟုတ်နော်အဲ့တော့ဒါမြန်မာသမိုင်းနဲ့ပတ်သက်လို့ကျွန်တော်သိတဲ့လောက်လေးဝင်ငါပေးတာအဲ့တော့အားလုံးလည်းဘုန်းကြီးတို့ရမယ်ထင်ပါတယ်မြန်မာသမိုင်းနဲ့ပတ်သက်ပြီးတော့ဟုတ်နော်ကျေးဇူးတင်ပါတယ်အားလုံး